เธอมาไทยนี่มันน้อยอย่างนี้အားလုံးပဲမင်္ဂလာပါပရလောကအနန္တဘဝတရားတစ်စီနဲ့ပတ်သက်ပြီးတော့အစင်မပြတ်ဆောင်တော့ကြည့်ရှုအားပေးတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအတွက်အခုတခါအပိုင်းခွန်လာပါဗျဒီအပိုင်းခွန်မှာလည်းအနီတိုဆရာပဲတွေပါနေကြုံပြရမလဲဘယ်လောက်ထိမှကြောက်စားကောင်းမှန်းဆိုတော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအတူတူတွက်ကြည့်လိုက်အောင် Okay let's go အမေတဲ့အဲ့ဒီအခန်းကိုတော့ကွာ ประตูฝั่งนู้น ဟိုဘက်တကား ดวงจิตดวงวิญญาณทุกดวงจิตทุกดวงวิญญาณ ဟိုဘက်ตะการ หญิง လောက်သွား สาวตรงนี้ผมไม่รู้ว่าเกิดเหตุเกิดจากอะไรอะไรอะเดินไป ပြန်သွားတဲ့ แต่สิ่ง ဟေး ที่อะไรเฮ้ยพี่เดี๋ยวประตูมันเปิด โอ้ตะกร้า ไล่ เปีย เอ้าไล่ตั้งแต่บานสุดท้าย တပြေးပြေးနဲ့တကားတွေကတစ်ချက်ပြီးတစ်ချက်လောက်သွားတာဟေးတကား တိတ် လောက် ပါ လာ တိတ်တော့ပါ มันไล่มาเรื่อยๆอะ တကားတွေကတပြေးပြေးနဲ့လာခဲ့တာပေါ့ สาม နော် บานหนึ่งสองสามไล่ အေးကြည့်ပါကြည့် เฮ้ တ ย ကား แกมึงเห็นไหม လေးချက် အဲ့မှာရှိ ရှိ တယ် တစ်ချက်ပြီးတစ်ချက်ကန်ကန်ပြီးလောက်လာတဲ့ပုံစံမျိုးပေါ့နော် เฮ้ย มันเป็นร่างผู้หญิงเมื่อกี้เลยผมยาว ခုနကတဲ့မင်းကင်းနဲ့လာတဲ့စပင်ရှင်နေတဲ့ เดินเข้าไปตั้งสติ10,000 ဝင်သွားတဲ့ 1,000 တိ ก่อนเลย ကျ พี่นะ တော့တဲ့ โอ้ยเยี่ยแม่งต่อหน้ากูเลยปรับเต็มๆเลย အိုးငါရှိမှာပဲတဲ့ สวัสดีครับ အပြည့်ပဲတဲ့မြင်လိုက်တာ ดูห้องนี้ก่อน เฮ้ย ဟေး ตกใจเก้าอี้ โอ้โหมีตุ๊กตาด้วย อ๋อ ห้องปฐม1 ถึง 3 ဒီအေးခုံလောက်တော့တယ် เก้าอี้ขยับดีอะ ခုနကဒီ ตุ๊ก ခုံ ตา လောက် หา တော့ ย အရုပ်ပြောက်သွားပြီ ခုံးရက်တော့ ခုံ နေပြီ လောက် နော် လက်လာတယ်ဟေးလက်လာပြန်ပြီ ไอ้นี่วิ่งเข้าไปดิวิ่งเข้าไปที่มึงจะถอย အ จะ မေ ไม่ได้ က ไป ဝင် ด้วย တဲ့ กัน အလေးဝင်တဲ့ဟေး ในตู้ ပြီးတော့ထဲမှာ ดูดิในตู้มีอะไรไหมเปิด ပြီးတော့ထဲမှာသူ့ပဲခုံ เฮ้ย လိုက်ပြီ ไอ้นี่ข้างหลังมึง ဩ เฮ้ย ဟေး อย่าถอย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  ပြီး อย่า တော့ ถอย လုပ်နေတယ်ပြီးတော့လုပ် อ နေ ย่าถ တ อย ယ် กูดูเองเฮ้ย ထိုင်းနေရပြီးတော့လည်းသူ့ပဲခေါ်တယ်စပွဲကိုလည်းသူ့ပဲခေါ်တယ်နော် เปิด အ ไม่ ရု ได้ ပ်ကဒီမှာကြောက်တော့တယ်ခွေ့မကွာတဲ့ มีแต่นกที่มาสร้างอะไร အရုပ်ပဲရှိတယ် ต้องขยับเงียบ ခုံကြီးကမျက်စိရှိမှပဲလို့တော့စောင်းမိုက်တယ်နော်အေးဘီယိုမှာထိုင်နေတော့မသိဘူးနော် อย่าล้มนะล้มตู้เลยนะตู้นี่ အေး จะเป็น င อะ ယ် ไร လေး แล้วกูก็ตื่นไปหมดไอ้ห่า အေးရှိနေတယ် ပုံမှာထိုင်နေတာ အထဲမှာမလေးမြင်လာတဲ့ဘီယိုတော့မှာ ไป တဲ့ แล้วกูตั้งแต่ประตูแล้วแม่ง4 บานแม่งไล่มาได้ไอ้สัส ပထမဒီတကပောက်ဒီတစ်ချက်တစ်ချက် เข้าไปดิ ဖွင့်လာကြတဲ့ကနေသူလန့်နေပြီအာ ใครหยิบหมอนพี่ใครหยิบหมอนเมื่อกี้เนี่ย กูดูเอง ဒါလည်းပေါ့လုံးလားကောင်းအောင်လားကောက်လိုက်တာ หมอนไหนน่ะ นี่ ကောင်းအောင်ကောက်တာတဲ့ ตุ๊กตา အဲ့အယုတ်ကိုကောက်တာအယုတ်တဲ့အယုတ်ကောက်တာတဲ့စောင်းရင်ကျန်းတော့ဘာဖြစ်တဲ့ရေခုနဘီယိုနောက်မှာရက်နေလို့ပြောတာမြင်လိုက်တာ เฮ้ย ตู้ตอนแรกอะ ใช่ คือหลังตู้ ဟေးနောက်မှာလားဟေးဖြတ်ရှော နောက် က် မှာ သွားပြီ ဖြစ်ချောင်းသွားတယ်နော် นิกเดินไปห้องนู้นเลย ห้องไหน เดินไปเลย เดินออกไปเลย ဟိုဘက်အခန်းသွားလိုက်တဲ့လမ်းလျှောက်တဲ့ ก็ไล่ไปทีละห้องเลย ไป တခါမဲ့တခါလိုက်ကြည့်တဲ့ပြီးတော့မမြင်တခါလိုက်ကြည့်တဲ့ပြီးတော့မမြင် ဟိုကသူ့ဘာလို့လမ်းချောင်းနေတာတိလား ပတ်သက်ဆက်ဆက်လို့ ความรู้สึกเป็นไง လမ်း ค ချော วาม င်းနေ รู้สึก တာ เป็น ပေါ့ ไง နော် เหมือนกับ တိုင်း ที่ မဲ့ กูโด တ นไหม ခုရှိတာကတော့သူတို့မတတ်ခဲ့ဘူးမင်းစိတ်ထဲမှာဘယ်လိုရှိလဲတဲ့မင်းစိတ်ထဲမှာငါလည်းမျိုးအထိခါရม เหมือน လား กันเล တဲ့ ย กูต้องการแค่ความรู้สึกนั่นแหละ အခုငါအတိစိတ်ဖြစ်တဲ့ပုံစံမျိုးပဲမျိုးတိခိုင်းစေချ กู င်တာ แม่ง ပေါ့ วันพระนี่ ဒီနေ့ဖျားနေလဲဟုတ်တယ်တဲ့ โอ้ยอย่าเป็นที่ลูกเอ้ย ကလေးကြီးမပြန်နေအောင်တဲ့တကအပွင့်လာပြီ อย่านะนิก อย่าเล่นนะ အနိတ်တော့မစော့နဲ့နော်တဲ့ဟေးဟေး ရှုပ်ကြည့်ဘီလိုလည်းသူ့ဝင်သွားတာလား ไอ้นิก ตุ๊กตา အယုတ်ကဆွဲသွားတယ် มึงรู้ใช่ไหมว่าตุ๊กตามันเข้าไปอยู่ในตู้ မင်းမြင်တယ်မလားတဲ့အယုတ်ကလည်းအထဲဝင်သွားတာတဲ့ဘီယိုထဲဝင်သွားတာရှယ်ချမ်းတော့ พระกวาโต တ อะ က ระ ယ်တ โต ရေက สัม ပဲ มา တက สั ယ် ม တ พุท ရေ ธั က สสะ ပဲအေးရော ตู้เลย ကလာတာကွာ พระกวา လာတာကွာ โตสัมมาสัมพุทธัสสะ
ဘယ်တည်းအော်တယောက်တည်းအေး ตุ๊กตามีไหมตุ๊กตา အယုတ်ရှိလာတယ် เฮ้ย အထဲမှာအယုတ်ဘလို့ဝင်သွားတယ်အထဲကိုဆွဲဝင် ကား သွား လည်းပိတ်ထားတယ်နော် ก็ ထဲ พี่ မှာဝင်သွားပြီးတော့ ก็ ကားလည်းပိတ် ก็เห็นว่าตุ๊กตามันเข้าไป ကို อยู่ใน လေး ตู้ တဲ့ကင်မရာကလည်းမြင်တယ်တဲ့အယုတ်ကဘီကိုထဲဝင်သွားတာပေါ့နော်သူ့ဘာသူဝင်သွားတာ เดี๋ยว ခဏလေးနော်တဲ့ เดี๋ยว ဟေး เฮ้ยฟังเสียง အတန်နားထောင်နေအထဲမှာရှိမဲ့ထင်တယ်ကျွန်တော်ထင်အထဲမှာရှိဦးမှာဘီကိုနားမှာ เสียง ရှိဦး ตู้เหรอ ဘီကိုအတန်လားတဲ့ ไหน ဒီမှာလဲဘီကိုထုံးလေ กูก็ไม่รู้เลย ငါလည်းမသိတော့ဘူးတဲ့ แต่เมื่อกี้เนี่ยตุ๊กตามันอยู่ในตู้ ခုနကလည်းအယုတ်ကလည်းအထဲမှာရှိတယ်ဘီကိုခွင်းတဲ့အထဲမှာထိုင်နေမနော်ရောက်ကြီးတေးဘီဘီဘီကိုထဲမှာထိုင်နေတာ အဲ့ဒီဗီဒီယိုပါဗျာ สติเลย ဝတ်တော်မှာတစ်ခါကျရင်ထည့်လိုက်လို့ရှိရင်လေဒီနိုင်ငံဗီဒီယိုတွေက ก็ทุกคนก็เห็นอยู่ว่าตุ๊กตามันเข้าไปอยู่ในตู้ အကုန်လုံးကမြင်တယ် ထည့်လာလို့ ဘီ ရှိ ကို ရင် ထဲမှာအယုတ်ကဝင် ညာ လာ လို့ရှိ ဆိုတာ ရင်ပြီးသွားတာပေါ့လူတက်ထိုင်လို့မရဘူးဗျ အသက်ပေါအောင်ရှင်တော့ အာလူတက်ထိုင်နေရပါတော့ ဟေး เหี้ยไม่มีใครมามีใคร အေးဆရာတဲ့တယောက်ဘယ်လိုလာလဲမသိဘူးတဲ့ มาดิ မင်းလာခဲ့တဲ့ ပြိတ္တရေတရားကကြည့်နေရလို့ပဲ ไปเฮ้ย ညီမလူဗီဒီယိုတွေပါညာကြိတ်တာတွေပေါ့နော် ไม่ใช่ประตูด้วย มันเป็นร่าง ချင်းလည်းပွားသွားတယ် เดินเข้าไป ခဏ ကြ ကို ကြလည်းမခံဘူးဗျအားဒီ พี่แล้วตั้งแต่ประตูนี้ไล่เปิดปุ๊บ4 บาน ตอนที่เรายังมาไม่ถึงนี่ အဲ့ ด้วย ပေါ်လူတက်ထိုင်နေပေါ့နော် အဲ့ဒီပဲအခန်း 11,000 บาทลอยเป็นกำลังใจกันพี่นะ မဖြစ်နိုင် กราบ ဘူး ขอกำลังใจคนละแชร์2 แชร์นะครับ လူတက်ထိုင် ဝိညာဉ်တွေကပေါ့နော်ဒီလိုနာနာဘဝတွေပြရောဂတွေပေါ့နော် หายใจลึกหายใจ ပြ ลึก ရောဂသားတွေက ไปดิ အရိတ်နဲ့လည်းပြနိုင်တယ်အငွေ့လည်းပြနိုင်တယ်အကောင်လိုက်လည်းပြနိုင်တယ်အဲ့ဒါကြောင့်မို့ပေါ့နော်ကျွန်တော်ထင်ဟိုအရိတ်နဲ့ပြနိုင်ရင်တော့အရိတ်ကတော့ပဲရှိမှာလေပေါ့နော်အကောင်လိုက်ရှိမှတော့အကောင်မြင်မှတော့အရိတ်ကတော့ပေါ်မှာပဲ มันกูเหวอเลย ကျွန်တော်မှန်နေမှာသိတွေ့တာပေါ့နော် 11,000 เลยพี่นะ ဟောဘာဖြစ်လို့အရိတ်ရှိလဲအရိတ် ส ရှိ วัส လဲ ดีครับ ဘာဖြစ်လို့အရိတ်ရှိလဲဆိုရင်တော့ อ้าว အကောင်ရှိမှတော့အရိတ်ကတော့ရှိရမှာပဲကျွန်တော်အဲ့လိုပဲထင်တယ် โอ้ ဟေး มีไม้อยู่ข้างในด้วย มันนั่งไม่ได้ไง သူထိုင်လို့မရ တွေ့တာ ဘူး ထိုင်လို့မရဘူးကျွန်တော် ไอ้ ထိုင် สิ่ง နေရ ที่ผ ပါ ม တော့ อ้าวเนี่ย เพราะทุกอย่างผมจะต้องเก็บรายละเอียดด้วยพี่ အဲ့ကြောင့်ကျွန်တော်ကတဲ့ကြ မ ည့် နှံ့ နေ ไม่ได้ အကုန်လုံးကိုကျွန်တော်စစ်စောင့်တေချောင်ကြည့်တယ်တဲ့သူထိုင်လို့မရဘူးတဲ့အဲ့မှာ เพราะมันมีไม้อยู่แล้วพื้นที่ ยังไง โอ้ သူနေရာ ไม่ က ได้แต่ตุ๊กตาอะไร ကြက်တယ်ပေါ့နော်သူအဲ့မှာပြင်ပြားရှိနေတယ်ဘယ်လို့မှထိုင်လို့မရဘူးတဲ့ ဆန္ဒသူစန္ဒတစ်ခုပါနော်အယုတ်ကလည်းဗီဒီယိုထဲဝင်ပြီးတော့သူတကားပိတ် အဲ့ရ သွား လက်ကြည့်ဘယ်လို့ပေါ်လာအဲ့ရလက်ကြည့်ဘယ်လို့ပေါ်လာဝိ มันมีใครอยู่หลังตู้ด้วย หรือยังไง ဘီယိုနောက်မှာတယောက်ရှိနေ ไอ้ တာ เหี้ยเรื่องมันยังไงวะเนี่ย နောက်မှာလက်ကဘယ်လိုပါလာဘယ်လိုကြီးလဲ ဗီဒီယိုနောက်မှာရှိရဆိုအဲ့ဒီအော်နောက်မှာအပေါက်ရှိရပြီဗျာတော့ မ ပြော ရ နေတာအ ဘူး ပေါက် မ မရှိ ဖြစ်နိုင်ဘူး အပေါက်မရှိ အဲ့ ဘူး ဒီ ဗျာ ကောင်ဟာလို့ရလားဟာကြည့်ပါဦး มันเหมือน မရှိဘူးဗျာ เขายืนกับตู้อยู่อะ သူဘီယိုနဲ့ရက်နေတာ ตู้สั่น အေးလှုပ်တယ်ဟေးဟိုကောင်ကြောက်နေပြီမျက်နှာငယ်နေမျက်နှာစိမ့်နေပြီကြောက်လို့ เฮ้ย ဟေး เดี๋ยวนี้ติ๊ก နိကရဲ့နိက เหมือน ရဲ့ เขายืนพิงตู้ก็ไม่ใช่ ပီယိုကိုမိထားလည်းမဖြစ်နိုင်ဘူး เดี๋ยวอันนี้ ခဏလေးနော်တဲ့ဘာလို့မောင်မင်းနေရလဲဘယ်လိုရနေ ไหน လဲ วะมันเช็คเคลียร์เดี๋ยวไปนั่งพี่ ဟေး ဗီဒီယိုလေးကလက်ကြီးထွက်လိုက်ရတော့တကယ်ကြောက်စရာကြတယ်နောက်မှာအပေါက်လည်းမရှိဘူးเนาะဒါ พี่เช็คกัน အဲ့ဒါကြီးကလေကျွန်တော်တို့ဒီကျွန်တော်ကြာပြီးအဲ့ဒီပိုင်းနေတင်လာတာရှိ ยื တယ် น ပေါ့ อยู่ နော် ระ အဲ့ ห ဒီ ว่าง ပိုင်းမှာတော့ ตู้ ဆိုရ กั င် บครึ่งข้างนอก နေရန်နေပြီးတော့ပေါ့နော်လက်ကြီးထွက်လာ လုံးဝကြောက်စရာ ရက်နေတာဘီယို ဒီလိုနေရရင်လည်းလက်ကြီးထွက်လာ နေတဲ့ ပုံ ပုံစံမျိုးပေါ့ ไม่ နော် มีอะไรพี่ ဒါလုံးဝမဖြစ်နိုင်ဘူးဗျာအပေါက်လည်းမရှိဘူးအဲ့ဒါကိုလက်ကြီးထွက်လာ เราเจอกันมานักตอนนั้นพี่อยู่กันมา5 ปีไม่มีประโยชน์พี่ คนพวกนี้ สุดท้าย ကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်တင်ပြထားပါတယ် ไป
นิกเดินเข้าไป အဲ့တော့ ခုနကထင်တဲ့အတိုင်းပဲနော် ဒီဆုံးထားတဲ့ แต่ผมก็ยังเหมือนยืนอยู่ในตู้ครึ่งนึงอยู่ ဒီ ด้าน မှာ นอกค တင် รึ่ง မရ นึ လား ง မသိဘူးဗျ ကျွန်တော်စိတ်ထဲမှာထင်တာ ကျွန်တော်မေးတော့မေး သူရက်နေတာကဘီယိုထဲမှာတော့ရက်နေတယ်အပြင်မှာတော့ရက်နေတဲ့ပုံစံမျိုးပေါ့လို့ခံစားရတာ นี่เด็ดด้วย ကလေးလည်းရှိတယ်တဲ့အောက်မှာအိမ်သားမှာကလေး6တာကျောင်းမှာကကျောင်းဆရာမ6တာတက်ဆက်တယ်ကွာ6တာ နောက်ပြီးတော့ကျွန်တော်ချင်းနံပါတ်တင်ရတဲ့ပိုင်းနဲ့တော်တော်ကြမ်းကြမ်းနေပါတယ် สวัสดีนะครับ ပေါ့နော် 1,800 คนพี่นะสวัสดีค ใกล้ รับ บอลในช่อง ฝากดูด้านแชร์เปิดสาธารณะบันใจกันเลย ไป พี่นะ ไปในส่วนที่แจ้งล่ะ เลยพี่นะไปเปิดดู အားလုံးပဲကျွန်တော်ရဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ယုံကြည်ရင်လည်းယုံကြည်သလိုကြည့်လို့ရသလိုပေါ့နော်မယုံကြည်ရင်လည်းဗီဒီယိုတစ်ခုအနေနဲ့နောက်ပြီးတော့ entertainment တစ်ခုအနေနဲ့ဒါကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment တွေမှာလာရောက်ပြီးတော့ message ကြဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်ပေါ့နော်ဒါကတော့အပိုင်းခွန်ဖြစ်ပါတယ်ကျွန်တော်တို့အပိုင်း8ကိုဆက်လက်ပြီးတော့ကျွန်တော်ရဲ့အကူမတွေစောင့်မျှော်ကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့အကူမတွေနဲ့ကျွန်တော်တူတူပိုင်း8မှာပြန်ကြည့်ကြမယ်ဗျာ